Okay ဒီနေ့သင်ခန်းစာအတွက်ကိုဒီဇာတ်လေးဒီဘိုင်းလေးပုံဒီဇာတ်လေးလောက်ထားလိုက်ပါတော့ဒီနေ့ပါအောင်ဆိုရင် home tab မှာရှိတဲ့ editing group ကကျွန်တော်တို့ face ဆိုတာလေးကိုသုံးကြည့်ပေါ့ face ဆိုတာလေးသုံးကြည့်အားကျွန်တော်တို့ A1 ကနေပြီးတော့ A5 တွေမှတ်လိုက်မှာပေါ့နော်ဆိုတော့မှတ်လိုက်မယ်အဲကျွန်တော် home က editing group မှာပေါင်းလိုက်ပါတော့အဲ့ဒါနဲ့ face လေးကိုနှိပ်လိုက်မှာပေါ့နှိပ်လိုက်ရင်ကျွန်တော်ဒီမှာဒီတိုင်း column linear အဲ့မှာကျွန်တော် step value ကို balance 1ထားလိုက်မှာပေါ့နော် balance 1ထားပြီး okay နှိပ်လိုက်မယ်ဆိုရင်ဒီလေးတွေပေါင်းရင်9တယ်ပေါ့နော်အဲ့ကျွန်တော်ချရေးတယ်မလို့လည်းနေပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီတက်တဲ့အကွက်ထိလုပ်လို့ရတာပေါ့နော်မှန်တယ်ပေါ့အဲ့ကျွန်တော်ဒီ file ကို5ကို select မှတ်လိုက်ပေါ့နော်ဒီဟာဒီ select မှတ်လိုက်အဲ့ဒါပြီးတော့ကျွန်တော်အဲ့လိုပဲကျွန်တော် home editing group cd နောက်တော့ကျွန်တော် linear ပဲဟို -1 okay နေလိုက်မယ်ဆိုရင် 5 ကို3 2 1ရော့သွားပါတော့ကျွန်တော်2ကိုကျွန်တော်တို့ editing group အဲ့လိုပဲ cd ကblack 2ပေါ့နော် black 2နှိပ်လိုက်ခင်းနှိပ်လိုက်အဲ့လိုပဲဒီကောင်ကပါအောင်ဆိုရင် black 2နှိပ်လိုက်မယ်အဲ့ကျွန်တော်တို့အမြန်နည်းတွေပေါ့နော်ဒီတိကကျွန်တော်တို့ဒီတိကကျွန်တော်တို့ပါအောင်ဆို linear ပေါ့နော်ဒီ4ကနေစပြီးကျွန်တော်တို့ linear မဟုတ်ပဲကျွန်တော် grow တောင်းနေမယ် grow ကကြာပါလဲဆိုတော့ cv ရော grow let do ဆိုရင်ဘယ်လိုလဲဆိုတော့ indentation နဲ့ဆိုတော့စားတိုးသွားပါတော့အဲ့လိုလေးကျွန်တော်လုပ်ချင်ဒီ send နေကြတော့ကျွန်တော်ဒီကောင် select မှတ်လိုက်ဒီမှာပေါင် plus sign လေးဒီတောင်းကိုတော့လိုက် plus sign လေးပေါင်လာ auto face ဆွဲချလိုက်ပါတော့ဟောအဲ့လိုရမယ်သူ့ဟာလေးတွေတော့အမှန်လေးတွေပေါ်ပါတော့ဒီမှာ send ဆိုရင်အတူပေါက်ဆိုလည်းအတူပေါက်တော့ပေါ်ပြီးတယ် channel လည်းအဲ့လိုပဲအတူပေါက်တော့ပေါ်ပြီးတယ်ပေါ့နော်အဲ့ဒါပါလဲဆိုကျွန်တော်တို့အမြန်လုပ်တဲ့နည်းလေးတွေပေါ့နော်ကျွန်တော်တကူချလိုက်ဖြစ်တယ်မလို့အမြန်လုပ်တဲ့နည်းလေးဒါပါတော့ home tab မှာရှိတဲ့ editing group က face ကိုသုံးရမနေ့ကပါအောင်ဆိုရင်အရင်နေ့ကပါအောင်ဆိုရင်ကျွန်တော်တို့ဒီ site ဘက်ရုံသုံးကြည့်ပြီပေါ့နော် okay ဒီနေ့ကတော့ပါပဲနောက်နေ့ကျရင်ဒီကစားတင်တော့မှာဒီအောင်ကျွန်တော်တို့ပုံမှန်တိုင်းပဲ save မယ်ပေါ့နော် save file save ပဲဒီတော့ဒီ element ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီတွဲပေါ့ဒီကျန်တာလေးရှင်ကိုမမေးခဲ့လို့ရနော်